နေပါအောင်မခေါ်ပါနဲ့သမီးပြောပြမယ်နော် no 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 ဦးလေဟဲ့အဲ့လိုမျိုးလုံးမပြောင်းမမကြီးလှမ်းပြီးတော့ဖုန်းဆက်လိုက်ဆက် no 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 အသားတည်းခေါ်ဆိုသမီးပြောပြမယ် တောင်းဝင်ရ မရတယ်ပြဿနာမရှိဘူးနော်လိုက်မလိုက် မရှော့ ရပါ ဟိုနည်းနည်းလေးတော့ဟွာလေးဘလူးတွေလည်းဘယ်ဟွာလေး မမရှော့သမီးပြောတာမရှော့ရှင်းရှင်းလေးမရှော့လိုက် ခေါ်ခိုင်းလို့ကျွန်တော်တို့ကလာခေါ်ပြီးတာ မဟုတ်ဘူးလေတောင်းဝင်ရဆိုတော့ တောင်းဝင်ရပါ ခဏလေးကျွန်တော်ပြောပြီခဏလေး ဟုတ်ကဲ့ ရတယ်ဟိုဟာဖြစ်တယ်ဟိုဒီမှာတစ်ချက်ဟိုဟိုတိုင်ဟိုဟာဖြစ်တယ်ပေါ့နော် မဟုတ်ကျွန်တော်တို့ကလည်းအက်ကညွန်ကြလို့ ဟိုမှန်ပါတယ် တောင်းဝင်ရတယ် လိုက်မှာနားလေ အခုကားပေါ်ရောက်မှကျွန်တော်တို့ကဘာဆက်လုပ်ရမယ်ဆိုတာကိုကျွန်တော်တို့ကဆက်ပြီးသတင်းပို့ပါ ဟုတ်ပြီ အဲ့ဒါကြောင့်နော်ပြောင်းနေတဲ့ဒီသား ဦးလေးတော့မရှော့လိုက်ပါနော်သမီးပြောပြမယ်မရှော့လိုက် ဘလူးတွေလည်းဆိုတော့နည်းနည်းလေးကျွန်တော်အနေနဲ့လေရောကိုယ်တည်းအနေနဲ့ဘလူးတွေလည်းဘလူးပါဖြစ်တယ်ဆိုတော့တစ်ချက် အဲ့ဒါတော့ကျွန်တော်တို့ကဦးနာတို့တက်တိုင်းလို့လောရတာဖြစ်တဲ့အတွက်နော်ဘာလုံးမှလဲကျွန်တော်တို့မသိဘူးဟိုပါ ကြားရတယ်ဟိုဖြစ်တော့တယ် အဲ့ဒါကြောင့်အတုံးတော်မူ ဖုန်းယူလို့ရတယ်နော် ဖုန်းတော့ကျွန်တော်တို့တိတ်မှာပါ မကြီးချင်းတယ်ဘုံတော့ဖုန်းဆက်လိုက် နော် ဟိုခါနေအစိုးရ ယူလာပေးမယ်ဟိုကျွန်တော်တို့ယူလာ ဟုတ် ပေး ဘူး မယ် သမီးပြောတယ်ဦးလေးတော့မရှော့လိုက်မရှော့လို့မရဘူးလား နော် ဦးလေးတော့မရှော့လိုက်နော် အချိန်မရပါ ဟု ဘူး တ်ခါနေရ ကိုခဏနေကိုခဏနေရမ်းမလုံးနဲ့ဆိုတော့ကိုကိုပြပြတယောက်ပါလဲမမရှိဘူးမမရှိဘူးနော်ဦးလေးတော့မရှော့လို့သမီးပြောတယ်နော် လောက်ပါကိုဟိုဟာဖြစ်တယ်တောင်းမှန်တယ် ဟဲ့ no 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 ဒါသမီးတို့ရောက်ွက်တဲ့ဖြစ်တယ်နော်ဟဲ့ no ကိုမရဘူးမရဘူး ဟုတ်ရတယ် ဟဲ့ကောင်း ဆဲလူလား ဟိုတော့ရငါလိုက်အဲ့လိုလုပ်လို့မရဘူးအဲ့လိုလုပ်လို့ လိုက်မယ်ဖေဖေအဖေဖေပေးလိုက် မမမောက်ကိုချက်လိုက်မမမောက်ကိုချက်လိုက် အဲ့လိုလုပ်လို့မရဘူး ရတယ်ဘာမှမဟုတ် ဒီလိုရမ်းလာမလို့ ဘာမှမဟုတ်လိုက်မယ် ဘာမြင်ဘူး ဘာမှမဟုတ်ခဏလေး မှန်ပါတယ်မှန်ပါတယ် ရတယ်ကျွန်တော်နားတယ်နားတယ် ဆိုရင် နားလေလေခဏလေးနားလေ သမီး လေ တို့ချန်နေရနေအောက်ကိုစင် ဟုတ်ဘူးရမဟုတ်ကဲ့ ဒီကတယောက်နဲ့တယောက်ရန်လို့နေမဟုတ် ကျွန်တော်နားလေနေခဏ ဦးလေးလုပ်တော့လိုက်တောင်းနေ နေစခဏလေး မစင်းဘူးကို ဟိုလာခဏလေးငါပြော ကိုပြဒီမှာငါရနေမှာ မခဏလေးဟုတ်ခဏလေးမဟုတ်ကျွန်တော်နားလေခဏနော် နော် ခဏလေးငါမပြောနော်မဟုတ်ဘူးရတယ်ဟိုတား ရု ရုံ ပ် ပါ ပါအဝေးကနိဗ္ဗာန်လေး အဝေးစားဆဲရကမလို့တွဲဆောင်စင်းလေးပဲဆိုချိန်မိုင်းနေ မဟုတ်ပါဘူးကျွန်တော်တို့ကဘာမှ ဟုတ်နာဝိဇ္ဇာနေလာတယ်ဟဲ့ဖေးတယ်ကျွန်တော်ဟိုလေးပြန်ပြီခဏလေး မရ ဟေး တော့ အိုးဟဲ့ဦးလေ ခဏလေး အဲ့ဆိုကိုမသွားနဲ့ ခဏဖေးတယ်နောက်ငါပြောနောက်ဆို ကျွန်တော်တို့ယူလာပေးမယ်ဟိုတော့ကညကြိုက်တဲ့အတိုင်းဆက်လို့ပါ ဟောကျေးဇူးတင်အဲ့ဒီဘာပေါ့ငါ့ကိုတယ်